大家好，အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့လောက်ရှင်းတဲ့တူတူဒီစလုံးလေးတစ်လုံးကိုလေ့လာကြည့်ကြရအောင်။ဘာစလုံးလေးလဲဆိုလို့ရှိရင်不好意思ဆိုတဲ့ဒီစကားလုံးလေးပါ။ဒီ不好意思ဆိုတဲ့စကားလုံးလေးကတရုတ်ကားတွေထဲမှာလည်းအများကြီးကြားဖို့လိမ့်မယ်လို့ထင်ပါတယ်။နေ့စဉ်ဘဝမှာလည်းအရင်ကိုအသုံးဝင်တဲ့စကားလုံးလေးဖြစ်ပြီးအရင်ကိုအသုံးရတဲ့စကားလုံးလေးပါ။အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါလို့ပြောချင်ပါတယ်။အားလုံးတော့ကြိုးရှိမှာပါ။အဲ့ဒါဆိုသင်ခန်းစာလေးစားလိုက်ကြရအောင်နော်ဒီ不好意思ဆိုတဲ့စကားလုံးလေးကနေ့စဉ်ဘဝမှာလည်းအရင်ကိုအသုံးရတဲ့စကားလုံးလေးပါအတိတ်ပဲမျိုးစုံနဲ့လည်းပြောနေကြပါတယ်အဲ့ဒီမှာမှလောက်ရှိကတကယ်ကိုအသုံးဝင်ပြီးတော့အသုံးများတဲ့အသုံးပုံအသုံးပြုပုံပေါ့နော်၃မျိုးကိုဒီဗီဒီယိုလေးထဲမှာထည့်ပေးထားပါတယ်အဲ့တော့အတူတူလေ့လာကြည့်ကြရအောင်နံပါတ်1ကကြတော့နံပါတ်1ရဲ့အဓိပ္ပာယ်လေးကကြတော့to feel sorry တစုံတစ်ယောက်ကိုအားနာတဲ့အနေအထားတွေအခြေအနေတွေမှာသုံးပြပါတယ်ဥပမာလေးနဲ့တူတူလေ့လာကြည့်ကြရအောင်ဥပမာနံပါတ်1ကကြတော့不好意思我来晚了不好意思我来晚了 sorry ပါငါလာတာနောက်ကျသွားတယ်ဥပမာနံပါတ်2လေးဆက်ပြီးလေ့လာကြမယ်ဥပမာနံပါတ်2ကလေးကကြတော့不好意思给你添麻烦了不好意思给你添麻烦了sorry ပါနင့်ကိုအလုံးရှုပ်စီမိပြီဒီလိုမျိုးတစုံတစ်ယောက်ကိုအားနာတဲ့အနေအထားတွေအားနာတယ်လို့ပြောချင်တဲ့အချိန်တွေမှာသုံးလို့ရပါတယ်အဲဆိုရင်အသုံးပြုပုံနံပါတ်2ကိုဆက်သွားကြည့်ကြရအောင်အသုံးပြုတဲ့ပုံနံပါတ်2ကလေးကကြတော့ to feel impressed ဟယ်လိုနေရခက်တယ်ရှက်တဲ့အခါမျိုးတွေမှာသုံးလို့ရပါတယ်တစုံတစ်ယောက်ကြောင့်ကိုကအနေရခက်သွားတယ်ကိုယ့်ရဲ့တစုံတစ်ရာကြောင့်ရှက်သွားတယ်ဆိုတဲ့နေရာမျိုးတွေမှာလည်းသုံးလို့ရပါတယ်ဥပမာလေးနဲ့တူတူတွဲပြီးတော့လေ့လာကြည့်ကြရအောင်ဥပမာနံပါတ်1ကလေးဥပမာနံပါတ်1ကလေးကကြတော့你对我这么夸赞我都不好意思了你对我这么夸赞我都不好意思了你ငါ့ကိုဒီလောက်တော့ချီးမွမ်းနေတာငါရှက်တောင်ရှက်လာပြီပြောရမယ်ဆိုတော့ငါအနေရခက်လာပြီပေါ့နော်အဲ့လိုမျိုးပြောချင်တာပါ你对我这么夸赞我都不好意思了အားလုံးမရမယ်လို့ထင်ပါတယ်အဲ့ဒါဥပမာနံပါတ်2ကလေးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြမယ်ဥပမာနံပါတ်2ကကြတော့你太热情了我不好意思了你太热情了我不好意思了你အရန်ကိုဖော်ရွေလို့နဲ့ငါနေရခက်လာပြီဥပမာတစုံတစ်ယောက်ကကိုအရန်ကိုဖော်ရွေဆက်ဆံတဲ့ခါကျတော့ကိုကနေရခက်လာတယ်ပေါ့နော်အဲ့လိုနေထားပြီးမှသုံးလို့ရပါတယ်အဲ့တော့နံပါတ်2အနေနဲ့ရှက်မိတာတို့ဘယ်လိုရှင်လို့ရှိရင်နေရခက်တာနေရချက်တာစိတ်ကျဉ်ကျက်တဲ့အနေအထားမျိုးတွေမှာလည်းသုံးလို့ရပါတယ်ရှင်အဲ့ဒါဆိုရင်အသုံးပြုပုံနံပါတ်3လေးကိုဆက်ပြီးတော့တွားကြမယ်နောက်ထပ်အသုံးပြုတဲ့ပုံစံနံပါတ်3လေးကကြတော့ excuse me တစ်စိတ်လောက်အဲ့လိုမျိုးပေါ့နော်တစုံတစ်ခုကိုခွင့်တောင်းတဲ့ခါမျိုးတွေမှာသုံးတတ်ပါတယ်ဥပမာလေးနဲ့တူတူတွဲပြီးတော့လေ့လာကြည့်ကြရအောင်ဥပမာနံပါတ်1ကလေးက不好意思我可以进来吗不好意思我可以进来吗တစ်စိတ်လောက်ငါဝင်လာလို့ရလားအဲ့လိုမျိုးလေးခွင့်တောင်းတာပေါ့နော်အဲ့လိုနေရာမှာသုံးလို့ရပါတယ်နောက်ထပ်ဥပမာလေးနဲ့ဆက်ပြီးလေ့လာကြည့်ကြမယ်နောက်ထပ်ဥပမာ2ကကြတော့不好意思借过一下不好意思借过一下တစ်စိတ်လောက်လမ်းလေးနည်းနည်းဖယ်ပေးပါတစ်စိတ်လောက်လမ်းလေးနည်းနည်းဖယ်ပေးပါကိုကတနေရာရောက်သွားခြင်းတာအရှိကိုသွားခြင်းပဲအဲ့မှာလမ်းပိတ်နေတဲ့လူရှိလို့ရှိရင်ကိုကအလိုမျိုးလေးတုံးတယ်ပေါ့နော်ခွင်တောင်းတဲ့နေရာလေးမှာတုံးပါတယ်အားလုံးမရမယ်လို့ထင်ပါတယ်အဲ့ဆိုရင်3ပြုပုံနံပါတ်3မျိုးရှိတဲ့ဟာကိုလောက်ရှိလို့ပြန်နှွှေးကြည့်ကြမယ်နံပါတ်1ကကြတော့တစုံတစ်ယောက်ကိုအားနာတဲ့အနေအထားတွေမှာသုံးပါတယ်နံပါတ်2ကကြတော့နေရခက်တာနေရချက်တာပြီးလို့ရှိရင်ရှက်တယ်ပေါ့နော်ပြီးလို့ရှိရင်စိတ်ကျဉ်ကျက်တဲ့နေရာမျိုးတွေမှာသုံးပါတယ်စိတ်ကျဉ်ကျက်တဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်နံပါတ်3ကကြတော့တစုံတစ်ခုကိုခွင့်တောင်းတဲ့နေရာမျိုးမှာတစ်စိတ်လောက်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့နော်အဲ့လိုမျိုးလေးသုံးပါတယ်အားလုံးမရမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့ဗီဒီယိုမှာလည်းအားလုံးတို့အကျိုးရှိမဲ့သင်ခန်းစာလေးနဲ့အတူတူပြန်လာခဲ့ပါမယ်တရုတ်စာကိုလေ့လာပြီးတော့ဝါသနာပါတဲ့လူတွေအတွက်လောက်ရှိရဲ့ channel လေးကအရင်ကိုအားလုံးတို့အကျိုးရှိစေမှာပါအဲ့ဒါကြောင့်အမြဲတမ်း like and follow လေးလုပ်ပြီးတော့အားပေးပါဦး bye bye